အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တကဘာလုံးကစောင့်ကြည့်နေကြတဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့ပေကျင်းခီးစဉ်အကြောင်းကိုပြောပြပေးသွားမှာပါအခု2026မေလ23ရက်နေ့မှာထရန့်ဟာတရုတ်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီးသမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံနေပါတယ်ဒီခီးစဉ်မှာဘလို့ထူးခြားတဲ့အပြောင်းအလဲတွေဖြစ်လာနိုင်မလဲဘာတွေဆွေးနွေးကြမလဲဆိုတာအတူတူကြည့်လိုက်ရအောင်ပါပထမဆုံးအချက်ကတော့စီးပွားရေးနဲ့ကုန်သွယ်ရေးပါထရန့်ဟာသူ့ရဲ့ထုံးစံအတိုင်း business first ဆိုတဲ့အတိုင်းစီးပွားရေးကိုအဓိကထားမှာပါအထူးခြားဆုံးကတော့ Boeing 737 Max လေယာဉ်အစီးရေ900အထိတရုတ်ကိုရောင်းချဖို့သဘောတူညီချက်ရနိုင်ခြေရှိနေတာပါဒါအပြင် American ကုမ္ပဏီတွေတရုတ်မှာပိုပြီးလွတ်လွတ်လပ်လပ်လုပ်ကင်ခွင့်ရဖို့အတွက်ကုန်သွယ်ရေးဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းဖို့လည်းဆွေးနွေးမှာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကမ္ဘာလုံခြုံရေးနဲ့ပထဝီနိုင်ငံရေးပါလက်ရှိဖြစ်ပွားနေတဲ့အီရန်စစ်ပွဲဟာဒီခရီးစဉ်ရဲ့အရေးကြီးတဲ့အပိုင်းပါအီရန်ဘက်ကိုတရုတ်ကလက်နက်မထောက်ပံ့ဖို့ထရန့်ကတောင်းဆိုမှာဖြစ်တယ်လို့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့လေနှစ်နိုင်ငံခေါင်းဆောင်တွေဘယ်လိုသဘောတူညီချက်ရမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်တတိယအချက်ကတော့နည်းပညာနဲ့ Elon Musk ပါဒီတစ်ခေါက်ခရီးစဉ်မှာထူးခြားတာကထရန့်နဲ့အတူ Elon Musk တို့ Tim Cook တို့လိုနည်းပညာရှင်ကြီးတွေပါသွားတာပါ TikTok ကိစ္စ AI နည်းပညာထိန်းချုပ်မှုတွေနဲ့ American ကိုထုတ်ခပေးနေတဲ့ Fentanyl မူးယစ်ဆေးဝါးတားဆီးရေးကိစ္စတွေကိုလည်းပြက်ပြက်သားသားဆွေးနွေးဖို့ရှိနေပါတယ်ခြုံပြောရရင်တော့ဒီခရီးစဉ်ဟာအမေရိကန်နဲ့တရုတ်ကြားကတင်းမာမှုတွေကိုလျှော့ချနိုင်မလားဒါမှမဟုတ်စီးပွားရေးအရာအသာစီးရအောင်ပဲလုပ်မလားဆိုတာစောင့်ကြည့်ရမှာပါသူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကနေကမ္ဘာစီးပွားရေးအပြောင်းလဲတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်ထူးခြားတဲ့သတင်းတွေရှိရင်လည်းအမြန်ဆုံးတင်ဆက်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ